အခုလက်တလုံးမှာအယောင်နာမည်ကြီးနေတဲ့စီမွန်စတာတကောင်ဖြစ်တဲ့မျက်လုံး6လုံးပါတဲ့အဂရမဟာအကြောင်းကိုပြပြပေးသွားမှာပါအခုဗီဒီယိုထဲမှာမြင်တွေ့နေရတဲ့ကြောက်မက်ဖွယ်အကောင်ကြီးရဲ့နာမည်ကတော့အဂရမဟာလို့ခေါ်ပါတယ်အဂရမဟာကရှေးခေတ်ဒနာရီလာအကောင်ကြီးတွေရဲ့ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေကနေပြီးတော့ထွက်ပေါ်လာတဲ့မျိုးစိတ်လို့တော်တော်များများဆိုကြတယ်အဂရမဟာကတတိတီတဲ့အစ်စ်မာတင်မဲကိုအေယာမပင်နဲ့မျှော့ကြီးတစ်ကောင်နဲ့အရန်ကိုဆင်တူတယ်။သူကတတိအရွယ်မာတင်မဲကို၄ပင်နဲ့6လက်မအရွယ်အစားလောက်ရှိနေပြီဖြစ်ပါတယ်။သားလောက်အရွယ်ရောက်လာတဲ့အချိန်မှာတော့ဥကောင်းပုံစံကြီးကကြီးလာပြီးတော့ခန္ဓာကိုယ်ကမရှင်းလိုရှင်မျောမျောပုံစံစတင်ပြီးတော့ပေါ်ပေါက်လာခဲ့တယ်။သူ့ရဲ့အာယုံခံစနစ်တွေဟာနှက်ဆိုင်လာတဲ့သမုဒ္ဒရာအောက်မှာရှင်သန်နိုင်မှုအတွက်ကိုကောင်းမွန်စွာနဲ့တဖြည်းဖြည်းစတင်ဖွံ့ဖြိုးလာတယ်။အကောင်ကြီးလာတာနဲ့အမျှသူကအာယုံခံစနစ်တွေပုံမကောင်းမွန်လာပြီးတော့ရေရဲ့တုန်ခါမှုတွေကိုထောက်လန်းလာနိုင်ပြီးတော့ဖိအားများတဲ့သမုဒ္ဒရာရေစီးကြောင်းအောက်မှာအသားကျစွာနဲ့တွာလာနိုင်ပြီးသားကောင်တွေကိုရှာဖွေစားတောက်လာနိုင်မှာတော့တယ်။သူကအကောင်ကြီးလာလေမျက်လုံးတွေကလည်းနှလုံးကနေ၄လုံးကနေပြီးတော့အခုဆိုရင်လုံးဝအရွယ်ရောက်လာတဲ့အခါမှာတော့6လုံးအထိကိုဖြစ်သွားပါပြီ။ညီရဲခန္ဓာကိုယ်အယောင်ရှေ့မျောမျောကိုလုံးကြီး